ရှိနေတဲ့အကျင့်တချို့အချိန်မလွန်ခင်ပြင်သင့်တယ်လို့တစ်ခါတွေးမိဥပမာလူတွေကိုအယုံလွယ်တဲ့အကျင့်အားလုံးကိုကိုယ်လိုပဲလို့သတ်မှတ်တဲ့အကျင့်သူများချူချူသားသားပြောတိုင်းလက်ခံပေးတဲ့အကျင့်နဲ့အားလုံးကိုမိတ်ဆွေလို့သတ်မှတ်တဲ့အကျင့်အားလုံးစီကမျှော်လင့်ချက်ထားတတ်တဲ့အကျင့်အမြဲတမ်းအားလုံးအတွက်ကူညီပေးနေတတ်တဲ့အကျင့်တွေအကြောင်းတော့ဗျာသူတို့အတွက်ဘလောက်ပင်လုပ်ပေးခဲ့ကိုလိုတဲ့အခါမှာအမြဲတမ်းကိုတယောက်တည်းပဲအရန်ပင်မနေပြီဗျာဒီဘွားပြီးနဲ့လည်းအသက်မပါတဲ့ဒီယဉ်နီးမှုတွေနဲ့နေ့စဉ်တွေ့နေရတဲ့ဒီပြဿနာတွေကိုရောပေါ့မပြေသေးတဲ့အိမ်မက်တွေနဲ့မိတ်ဆွေအတူရောင်တွေလည်းပါတာပဲမသိတော့ပါဘူးဗျာကျုပ်ကတော့ရင်နာလှမိတ်ဆွေတွေကိုမျှော်နေရင်နားလေပေးလိုက်ရင်ဒါကြောင့်လဲစကားသိမ့်မပြောတော့အချိန်ဘယ်လောက်ကြာပြီလဲတော့မသိတော့ကိုပျော်ရွှင်မှုနဲ့မျှော်လင့်ချက်တွေချိုးနေနေနဲ့ဘဝကလည်းဘဝတည်သွားလာတယ်မသိနိုင်သူတို့နဲ့ပတ်သက်ဖို့လည်းကြောက်သွားပြီဘသူစီကမှဘာမှလည်းမမျှော်လင့်တော့ပါဘူးဒါကြောင့်မို့လို့တယောက်တည်းနေဖို့ပဲအမြဲကြိုးစားတယ်နေလဲနေတဲ့နေပါပဲဒါကြောင့်မို့လို့အနားမှာဘသူမှမလိုတော့တယ်လို့ဘသူအကျဉ်းသာဂယူးဆိုင်မှုမှလည်းမလိုတော့အခုကျုပ်ဒဏ်ရာတွေနဲ့ပျော်နေတတ်ပြီ